နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းသက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဇူလိုင်လ24ရက်တောက်ကြနေ့ဘေဘီယောရာဇာခန်းကြီး6အငယ်18မှ20ထို့ကြောင့်ဂတိတော်ကိုအမွေခံရသောသူတို့သည်ဘုရားသခင်၏အကြံစီတော်မဖောက်ပြန်နိုင်ကြောင်းကိုအတက်သိစေခြင်းကဘုရားသခင်သည်အကျင့်အားဖြင့်အာမခံတော်မူ၏အကြောင်းမူကားဘုရားသခင်သည်မူတာမသုံးနိုင်သောအရာဒီဟုသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမိပြု၍ကိုရှိ၌ထားသောမျောလင့်ရာကိုခိုလုံခြင်းကပြေးသောငါတို့သည်တသက်အာကြီးကြမည်အကြောင်းတည်းထိုမျောလင့်ခြင်းမူကားကလကာအတွင်း၌ချ၍မြဲမြံခိုင်ခန့်သောစိတ်နှလုံး၏ကြောက်စုကဲ့သို့ငါတို့၌ရှိသည်မေလခိဇေဒတ်နီတူထာဝရယေဘရဟိမင်းဖြစ်သောယေရှုသည်ငါတို့အတွက်ထိုအတွင်းအရက်ထဲသို့ရှေ့ဆောင်၍ဝင်တော်သူဖြစ်တော်မူ၏ထိုမျောလင့်ခြင်းမူကားကလကာအတွင်း၌ချ၍မြဲမြံခိုင်ခန့်သောစိတ်နှလုံး၏ကြောက်စုကဲ့သို့ငါတို့၌ရှိသည်ဟေဘရဲဩဝါဒစာခန်းကြီး6ခန်းငယ်19ဖျားသခင်၌မြဲမြံစွာယက်တည်ခြင်းမနက်ခင်ဖြစ်၍ကျမ၏ခင်မွန်းသည်သူ့ဖုံးမှအကြိုက်ဆုံးချီးမွမ်းသခြင်းဖြစ်သောကျွန်ုပ်၏ဝိညာဉ်သည်ခိုင်ခန့်နေပါသည်ကိုရွေးဖွင့်သည်သခြင်းစာသားများကမငြိမ်မသက်ဖြစ်နေချိန်တွင်ဖျားသခင်၌သာမျောလင့်ခြင်းကိုဖော်ကျူးသည်တလိမ့်လိမ့်တက်လာပြီးကမ်းကိုရက်ခတ်လာသောလိုင်းတဘိုးများအကြောင်းတတိပေးသည့်စာသားများကိုဒန်ကလိုက်ဆိုသည်သို့သောဖျားသခင်သည်ကျမတို့ကိုမြဲမြံစွာကင်ဆွဲထားသောကြောင့်ကျမတို့ရင်းရိုင်သွားခြင်းမရှိကြောင်းသခြင်း၌ဖွဲ့ဆိုထားသည်ဤစကလုံးများသည်တင်မောဤကြောက်ဆူဤအလုတ်ကိုပြည့်ပြည့်စုံစွာဖော်ပြနေသည်ကြောက်ဆူလက်တက်များကိုပင်လယ်နက်ထဲချခြင်းအပြင်၎င်းသည်တင်မောညိအောင်ထိမ့်ပေးပြီးပြင်းထန်သောလေပြင်းတိုက်ခတ်မှုအတွင်မျောမပါသွားအောင်ရင်းရိုင်မသွားအောင်ကာကွယ်ပေးသည်ကြောက်ဆူသည်ဘဝဤရှုပ်ထွေးမှုများကြားတွင်ပင်ကျွန်ုပ်တို့မြဲမြံစွာကင်ဆွဲသည့်သခင်ခရစ်တော်အပေါ်မျှော်လင့်ခြင်းကိုထင်ဟပ်လျက်ခရစ်ရဲ့ယုံကြည်ခြင်း၏စံနမူနာတစ်ရပ်ဖြစ်လာသည်ဟေဘရဲဩဝါဒစာရေးသူဆိုတဲ့ကဲ့သို့ပင်ထိုမျှော်လင့်ခြင်းမူကားကလကာအတွင်း၌ချ၍မြဲမြံခိုင်ခန့်သောစိတ်နှလုံး၏ကြောက်စုကဲ့သို့ငါတို့၌ရှိသည်ဤမျှော်လင့်ချက်မှာသခင်ယေရှုဖြစ်ပြီးကိုယ်တော်၏မဖောက်ပြန်သောသဘောသည်သူ့အားယုံကြည်သူများ၏စိတ်ချကိုးစားရာပင်ဖြစ်သည်ထို့ပြင်ဖျားသခင်သည်မူတာမသုံးနိုင်သောအရာတည်းဟုသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမိပြု၍ဂတိတော်များကိုအကျင့်အားဖြင့်အာမခံတော်မူ၏ထို့ကြောင့်ကိုယ်တော်၏ဂတိတော်များကိုစွဲကင်သောကျွန်ုပ်တို့သည်တတ်တာအားကြီးကြမည်ဖြစ်သည်လူချို့ကမိမိ၏ရည်မှန်းချက်ဖောက်ပြန်သောမိတ်ဆွေမကောင်းသောအကျင့်စသည့်စိတ်မချရသောအရာများကိုအားထားမည်မိခိုအားထားနိုင်သည်ဟုကျွန်ုပ်တို့သိသောသူတဦးကိုမြဲမြံစွာဆုပ်ကင်ထားခြင်းကပိုကောင်းပါသည်လိုင်းလုံးများရက်ခတ်လာသောအခါကျွန်ုပ်တို့ကိုကိုယ်တော်မြဲမြံစွာဆုပ်ကင်ထားပြီးကျွန်ုပ်တို့၏ဝိညာဉ်သည်ဖျားသခင်၌အထိုင်ချထားပေသည်အသက်တာ၏မြည်သည့်မုန်တိုင်းထဲတွင်ဖျားသခင်ကိုတည်မြဲမြံစွာဆုပ်ကင်ခဲ့သည်။ဖျားသခင်သည်အဘဲကြောင့်ယုံကြည်စိတ်ချကိုးစားရာဖြစ်ရပါသည်။ချစ်တော်ဖျားသခင်ကျွန်ုပ်သည်ကိုယ်တော်ကိုမြဲမြံစွာဆုပ်ကင်ထားပါ၏ဘဝရည်စည်းကြောင်းများအလယ်တွင်ကျွန်ုပ်၏ဝိညာဉ်ကိုခိုင်ခန့်စေသောကြောင့်ကျေးဇူးတင်ပါသည်။သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်
နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝအသက်တာများဖြစ်တည်နိုင်ကြပါစေ။